တနေ့ရောက်လာမယ်အခက်ခဲပြဿနာရင်ဆိုင်ရလေအာမငယ်နဲ့ဆူတောင်းပါဒုက္ခပြဿနာရဲ့နောက်ွယ်မှာထွေမြောက်ရလန်းအသင်ရှိတယ်စုံစမ်းခြင်းနဲ့တွေ့ကြုံလေယုံကြည်ခြင်းနဲ့အဆုံးထိအသက်ရှင်မှာတနေ့ရောက်လာမယ်အခက်ခဲပြဿနာရင်ဆိုင်ရလေအာမငယ်နဲ့ဆူတောင်းပါဒုက္ခပြဿနာရဲ့နောက်ွယ်မှာထွေမြောက်ရလန်းအသင်ရှိတယ်စုံစမ်းခြင်းနဲ့တွေ့ကြုံလေယုံကြည်ခြင်းနဲ့